ခရင်ရှင်ကြီးလည်းရောက်နေတောက်ကြော်ညအဲ့နော်ငါသမီးကငါစီမှာအမြင်ရတယ်ခိုးစားလုတ်စားခုမှငါသတိကြတို့ရုံမဲငါဝမ်းနှုတ်ဆေးယူလာတယ်ဝမ်းနှုတ်ဆေးတွေယူလာတယ်ငါထဲ့အောင်ခဏလေးโอ้ยวันนี้อาการดีว่ะวันนี้ก็อย่าดีอุทุกาวเฮ้ยอ๋อ ဟုတ်တယ် เฮ้ยแล้วไม่ได้กระเจนเลยเกอะไรอ่ะ ဟိုဒီမှာလေသမင်းစားနေဒီမှာ โอ้ အနည်းငါ6ကြော်အနည်းကြက်ကြော် เกด้วยสิไหนๆช่วยเลย ဟမ် ไหนๆช่วย အာစီเลยทำไมดีใจดี อ๋อဒီနေ့စိတ်ကောင်းနေတယ်ဒီနေ့သမင်းသိမ့်မစားဘူးလေ ใช่เหรอ ใช่เนี่ยဒီမှာဇုံနေဇုံ รู้น่าจะมาแล้ว ใช่ กินช่วงเลยบ่ ใช่ อ๋ออันนี้อะไรวะ ခရင်ချင်းဒီ ฉันจะดี ใช่ ชอบหรือเปล่าไม่รู้ ကောင်းတယ်နော် ลอง ငါ6ကြော်လေးပါစား งชอบเลยนะลองดูอร่อยไหมอร่อยที่สุด ရှေ့ဘောဒီစားနော်ကျွန်တော်ဘိုက်နေတီးနေအခုနော်ใช่โอ้อร่อยนี่ว่ะประเทศစားမကုန်မှကျွန်တော်စားလိုက်မယ်โอเคไหม ทำไมใจดีใจวะ อ๋อဒီနေ့ကရန်စိတ်ကောင်းနေစိတ်ကောင်းနေใช่ကောင်းလားဖေး เป็นอะไรอ่ะ ကောင်းလားလို့ဖေး อร่อย ใช่ไหมอร่อยใช่ไหม กูเป็นอะไรไม่รู้ ဘာဖြစ်လဲ ตา ဟမ် ตาเมียเรามาป่วยเนาะ ညလုံးမပွင့်တော့ဘူး ใช่โอ้เฮ้ย ဘာဖြစ်လဲဖေးဟမ်ဘာဖြစ်လဲပင်တလိုက် กูไม่ได้แล้ว ဟမ် กูไม่ไหวแล้ว ဘာဖြစ်တာတော့ဟမ် กูไม่ไหวแล้ว ဘာ กูไม่ไหวแล้ว ဖြစ်တာလဲ กูอยากแล้วกูขี้แล้ว အပေါ်ขี้တယ် ใช่ ချီးပန်းခြင်းတယ် ใช่ ไปมึงใส่อะไรอ่ะ ဘာထိတ်လို့လေဒီမှာကျွန်တော်နေတိုင်းစားတာဘာထိတ်ကြလို့ จริงเหรอ ကြည့်စီဟောပြောချီးပန်းနေ โอ้ ဆို ไม่ได้แล้วมึงใส่อะไรวะ ဘာမှမထည့်တော့ไม่ไหวแล้ว ไปစားလိုက်မယ်နော်စားလိုက်မယ်နော် จริงๆโอ้ไม่โอ้ตัดโอ้มัน ဘာထိရမှာတော့ဒီငါဝမ်းနှုတ်စေးထွေရောဝမ်းနှုတ်စေးထွေရောအမော်ဒီအဲ့ဒါမှငါများစားမှာဒီလေးစမ်းရောကောင်းလိုက်ရဟာ哎呦我的妈！